လာတာလောက်တာသိကျင်တာမဟုတ်ငရင်တနေရာလေးလောက်တာမဟုတ်ဘူးတနိုင်ငံလုံးလောက်စစ်ခွေးနော်နော်ငါတို့တက်မော်သားတွေလာစာရိတ်ခါနေရစရိတ်ရိတ်ခါအစုံငွေတိုးပြီလားမတိုးဘူးလားသိကျင်တာဟုတ်ပြီလားငါမလို့မှသားသမီးများဘာလျှောက်တယ်လားဒီမှာစက်ပတ်တွေတင်တာအေးလို့များဒီနေ့မလ30ရက်နေ့2025ကျွန်တော်နိုင်ငံရဲ့ဒီငလင်ဒုက္ခဘေးဒုက္ခကြောင့်မို့ပြည်သူလူထုမြောက်များစွာဒုက္ခရောက်ပြီးအိုးအိမ်ပျက်စီးမှုများကြုံတွေ့နေရတဲ့ပြည်သူလူထုတွေနဲ့အတူဝန်နေကြောင်းတရားနဲ့ပြောချင်ပါတယ်အသက်ဆုံးရှုံးရတဲ့ပြည်သူလူထုတွေရဲ့မိဘတွေနဲ့လည်းအတူဝန်နေထပ်တူဝန်နေကြောင်းတရားနဲ့ပြောချင်ပါတယ်ပြီးရင်ကျွန်တော်ဒီနေ့မှာ၄ရက်ပိုင်းမှာတော့ကျွန်တော်ဒီငလင်နဲ့ပတ်သက်တဲ့သတင်းတွေပဲအဓိကကြည့်ရမှာဖြစ်ပါတယ်ဒီသတင်းတွေပြီးရဲ့နောက်မှာတော့ကျွန်တော်တို့ဗီဒီယိုဖိုင်လေးတွေကတော့လူစိတ်ရှိတဲ့အဖွဲ့အစည်းနဲ့လူစိတ်မရှိတဲ့အဖွဲ့အစည်းတွေရဲ့အပြုအမူတွေကဘယ်လိုကွာလဲဆိုတာဒီဗီဒီယိုဖိုင်တွေကြည့်ချင်တာဖြစ်သိနိုင်မှာဖြစ်ပါတယ်ဒီနေ့အခုအရင်ဦးဆုံးကျွန်တော်သတင်းလေးအရင်စလိုက်ကြရအောင်ခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့မြန်မာနိုင်ငံမှာပြင်းထန်တဲ့ငလျင်လှုပ်ခတ်မှုရဲ့နောက်ဆက်တွဲအနေနဲ့ထိခိုက်သေးဆုံးသူရေတွက်တွေဟာတဖြည်းဖြည်းမြင့်တက်လာပြီးအဲ့ဒီထဲမှာ Mandalay Sky Villa Condo ပြိုကျမှုအတွင်းဒုက္ခဒိုင်းမွန်စိန်တိုက်ပိုင်ရှင်ဒေါ်မိုးတီတာရွှေနဲ့မိသားစုဝင်တွေလည်းသေဆုံးသွားပြီလို့ဒုက္ခဒိုင်းမွန်စိန်တိုက်ကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်တစ်ဆက်တည်းမှာပဲမန္တလေးမြို့မှာကြီးမားတဲ့ငလျင်ဒဏ်ကြောင့်ပြိုကျခဲ့တဲ့ဥလှသိန်းသာသနာဗိမာန်အတွင်းစာမွေးပွဲဖြေနေကြတဲ့တန်ကတော့အပါ80ကျော်လဲပြိုကျတဲ့အထက်မှာပိတ်မိရင်းနဲ့ပြန်တော်မူသွားပြီလို့ကျောင်းတိုင်နေတန်ကဒေါ်တွေကပြောပါတယ်တစ်ဖက်ကစကိုင်းတိုင်းမှာလဲပြင်းထန်တဲ့ငလျင်လှုပ်ခတ်မှုရဲ့နောက်ဆက်တွဲအနေနဲ့စကိုင်းမြို့တစ်မြို့လုံး80ရာခိုင်နှုန်းလောက်အထိပြိုကျပျက်စီးသွားပြီးသေဆုံးသူစရင်ဟာရာနဲ့ချီရှိနိုင်တဲ့အပြင်လက်တော်အတီးပြုတ်လို့ရတဲ့အရေးအတွက်တင်သေဆုံးတဲ့သူဟာအယောက်90နီးပါးရှိနေပြီဖြစ်တယ်လို့လက်ရှိမှာကယ်ဆယ်ရေးလုပ်မဲ့သူလည်းမရှိပဲမိသက်ဌာနတစ်ခုလုံးနဲ့ပြိုကျပျက်စီးနေတယ်လို့စကိုင်းမြို့နေပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်တစ်ဆက်တည်းမှာပဲစကိုင်းတိုင်းမှာပြင်းထန်တဲ့ငလျင်လှုပ်ခတ်မှုကြောင့်စကိုင်းတံတားအဟောင်းပြိုကျသွားပြီးတဲ့နောက်စကိုင်းတံတားအသစ်မှာပါကွဲအပ်ပြီးချင်းကက်လက်တွေပျက်စီးနေတဲ့အတွက်ရက်အကန့်အသတ်မရှိတံတားပိတ်ထားရပြီးပြည်သူတွေကတော့ဇက်ရင်ရင်တွေနဲ့ကူးတန်းနေရတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်တစ်ဆက်တည်းမှာပဲမြန်မာနိုင်ငံတော်ပြင်းထန်တဲ့ငလျင်လှုပ်ခတ်မှုရဲ့နောက်ဆက်တွဲအနေနဲ့ရန်ကုန်မြို့မှာရေတင်ဖို့အတွက်တရက်ကို4နာရီသာလျှက်စစ်မီပေးနိုင်တော့မယ်ဆိုပြီးစစ်ကောင်စီရဲ့ရန်ကုန်လျှက်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း YESC ကဒီကနေ့မတ်လ29ရက်နေ့မှာပဲထုတ်ပြန်ကြေညာလာပြန်ပါတယ်။နောက်တဲ့သတင်းဆက်ကြည့်အောင်ရန်ကုန်မြို့တွင်ငလင်ကြီးရဲ့လုံမီဆိုတော့ကောလာဟာလာများကြောင့်ပြည်သူများညတကောင်အချိန်နဲ့အထက်မြင့်တိုက်တာများပေါ်မှာပြေးစင်ပြီးလမ်းပေါ်တွေနေကြတဲ့ရန်ကုန်မြို့တွင်ငလင်ကြီးလှုပ်ခတ်မီဆိုတော့ကောလာဟာလာတဲ့များကြောင့်ပြည်သူများညတကောင်ရအချိန်နဲ့အထက်မြင့်တိုက်တာများပေါ်မှာပြေးစင်ပြီးတဲ့လမ်းပေါ်တွေနေကြကြောင်းရန်ကုန်အခြေစိုက်ပရိဟိတအဖွဲ့တစ်ခုကပြောဆိုထားတယ်နော်ပြည်သူတွေဝှချိန်မှာအဲ့လိုမျိုးထိတ်လန့်မှုတွေဖြစ်အောင်တော့မလုပ်ကြပါနဲ့ပြီးရင်သတင်းမားတွေလည်းမပေးကြပါနဲ့ပြည်သူတွေကတစ်ခုပြီးတစ်ခုမိအိနှစ်ခါနာသုံးခါနာဖြစ်နေတဲ့အတွက်ပြည်သူတွေကိုတနာကြပါအဲ့လိုတွေဒုက္ခဆက်မပေးကြပါနဲ့နောက်ဆက်ကြည့်အောင်သတင်း UNG ကာကွယ်ရေးဝန်ကြီးဌာနကထိုးစစ်မြမတ်လ30ရက်နေ့မှာဧပြီလ12ရက်နေ့အထိရက်ဆိုင်ပြီးငလင်တန်ဘေးကူညီကယ်ဆယ်ရေးဆောင်ရွက်ရန်အထူးညွှန်ကြားချက်ထုတ်ပြန်တဲ့အမျိုးသားညီညွတ်ရေးအစိုးရ UNG ကာကွယ်ရေးဝန်ကြီးဌာနကထိုးစစ်မြမတ်လ30ရက်နေ့မှာဧပြီလ12ရက်နေ့အထိရက်ဆိုင်ပြီးငလင်တန်ဘေးကူညီကယ်ဆယ်ရေးဆောင်ရွက်ရန်အထူးညွှန်ကြားချက်တရက်ကိုယနေ့ညပိုင်းတွင်ထုတ်ပြန်လိုက်တယ်တဲ့နော်သူတို့ထိုးစစ်တွေရက်ပြီးမှကူညီကယ်ဆယ်ရေးတွေလုပ်မယ်စစ်ပွဲတွေတော့မလုပ်ဒါပေမဲ့သူတို့စစ်ကောင်စီကဘက်ကတော့ထိုးစစ်တွေဆင်လာမယ်ဆိုရင်တော့ခုခံတဲ့စစ်ကတော့ရှိအောင်မယ်လို့ပြောထားတယ်ရှိပါတယ်စကြည့်အောင်နောက်တဲ့တဲ့ငလေဘေးတင်ပြည်သူများအပေါ်တက်နိုင်သည့်များအမြန်ဆုံးထောက်ပံ့ကူညီသွားမည်ဟုညီနောင်မဟာမိတ်သုံးဖွဲ့ထုတ်ပြန်တဲ့ငလင်ဘေးဒဏ်တင်ပြည်သူများအပေါ်လူသားချင်းစာနာထောက်ထားစွာဖြင့်တက်နိုင်သည့်များကိုအမြန်ဆုံးထောက်ပံ့ကူညီသွားမည်ဟုပြည်ထောင်စုစိတ်သက်သွေးညီကိုစိတ်သက်အပြည့်နဲ့အတိပေးကြောင်းမြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ကထုတ်ပြန်တယ်နော်အသက်အိုးအိမ်စီးစိမ်နဲ့အဆောက်အုံများစွာတို့ပျက်စီးဆုံးရှုံးခဲ့ရမှုအပေါ်ညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့်ကာယကရှင်မိသားစုများဆွေမျိုးများနဲ့ထပ်တူဝမ်းနည်းရပြီးများစွာစိတ်မကောင်းဖြစ်ရပါကြောင်းလဲထုတ်ပြန်ချက်တင်ဖော်ပြထားတယ်တဲ့နော်ညီနောင်မဟာမိတ်သုံးဖွဲ့ကလည်းထုတ်ပြန်ပြီးသူတို့ပြည်သူလူထုနဲ့အတူခံစားထပ်တူဝမ်းနည်းရပါကြောင်းလဲကုန်ထုတ်ပြန်ထားတယ်နော်ဒါအခုချိန်မှာတော့အဲ့လိုမျိုးစစ်ပွဲစာတီလိုမျိုးပြည်သူတစ်ခွက်ရောက်နေတာကိုဝိုင်းပြီးဖေးမမဲ့အချင်းဖြစ်တဲ့အတွက်အဲ့လိုဖေးမပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်လို့ဆက်ကြည့်အောင်တော့
တဲ့စကိုင်းမျိုးနယ်အတွင်းကငလင်းဘေးတင်ပီတူတွေကိုတဲ့အန်ယူဂျီကုညီကယ်ဆယ်ရေးဆောင်ရွက်တဲ့ယမန်နင်းရကလှုပ်ခတ်သွားတဲ့ပြင်းအားမြင့်ငလင်းကြောင့်ဘေးဒဏ်တင်ခဲ့ရတဲ့စကိုင်းတိုင်းစကိုင်းမျိုးနယ်အတွင်းမှာအမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီလက်အောက်ခံပကဖပါလဖတို့ပူးပေါင်းကတဲ့ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုဆောင်ရွက်နေပြီဖြစ်တယ်လို့သိရပါတယ်တဲ့နော်ခုချိန်မှာတော့အားလုံးလုပ်နေကြတာပဲနော်ဒါအပြင်နဲ့လမ်းပြတ်ပိတ်ဆို့မှုတွေကိုလဲတဲ့ PDF ပါလာဖာတို့မှာဖယ်ရှားပြုပြင်ပေးခဲ့ပြီးစင်တွေကပါလေပါဝင်ကူညီခဲ့တယ်လို့သိရပါတယ်တဲ့ငလင်လောက်ခတ်မှုကြောင့်တနိုင်ငံလုံးအတိုင်းအတာဖြင့်တည်ဆုံးသူတဲ့469ဦးတဲ့စစ်စစ်ဆဲတဲ့123ဦးတဲ့ထိခိုက်သူတဲ့1822ဦးတဲ့လမ်းထိခိုက်ပျက်စီးမှုတဲ့30ခန့်တဲ့လူနေအိမ်နဲ့2980ခန့်နဲ့တရား9စင်းတို့အပြင်နဲ့ရေကာတာပျက်စီးမှု5ခုတဲ့ဇေဒီပထိုးပျက်စီးမှု65ခုတဲ့ဗလီပျက်စီးမှု90ကျော်ခန့်ရှိနေတယ်လို့အန်ယူဂျီရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကဌာနရဲ့ data ကောက်ယူထားမှုကသိရပါတယ်တဲ့နော်အန်ယူဂျီဝန်ကြီးဌာနရဲ့ data ကောက်ယူထားမှုကနေသိရတယ်တဲ့နော်ဆက်ရှိအောင်တော့မှာကျွန်တော်တို့အခုစင်ကာပူကယ်ဆယ်ရေးတွေရောက်လာတော့ရန်ကုန်လေဆိပ်မှာရောက်လာတယ်စင်ကာပူလည်းကျေးဇူးတင်ပါတယ်စင်ကာပူတို့ဘာလို့လဲအခုရောက်လာပြီဆိုတော့ကွယ်ကယ်ဆယ်ရေးကအခုအောက်မှာပြီးမိနေလူများစွာရှိနေသေးတယ်နော်အဲ့ဒါလေးလည်းအများဆုံးကယ်နိုင်ပါစေလို့ပဲဆုတောင်းပေးချင်ပါတယ်ဆက်ကြည့်အောင်နော် PDF ပြေပေါ့ညာဘက်ကကြီးကြားတဲ့မျက်ရည်တော်မှတုံးလုံးမပြီးသေးခင်ဒီဘက်ကကြီးမျက်ရည်ထက်ကြရတဲ့ဆိုရဲပုံစံမျိုးဖြစ်နေတယ်ပေါ့နော်ညာဘက်ကကြားတဲ့မျက်ရည်တော်တုံးလုံးမပြီးသေးဘူးဘယ်ဘက်ကကြီးကျွန်တော်တို့တွေမျက်ရည်ထက်ကြရတယ်စစ်ဘေးရေဘေးငလျင်ဘေးမျိုးစုံနဲ့ကျွန်တော်တို့တွေကရှင်ဆိုင်ထပ်တန်းနေရတယ်ကိုယ်တင်တဲ့အချိန်ကိုဘယ်နည်းပဲချိန်တည်ရမလဲဆိုတော့ကျွန်တော်တို့ပြည်သူလူထုတွေခံစားနေရတယ်ပေါ့နော်ဒီလိုဖြစ်နေစဉ်အတွင်းမှာလည်းကျွန်တော်တို့တွေချင်းတွေ့ခွဲသွားလို့မရပါဘူးမရှိတဲ့သူရှိတဲ့သူကဖိမမယ်ကိုညီမယ်ဒီလိုမျိုးနဲ့ကျွန်တော်တို့တွေရှင်းစစ်ကြရမှာဖြစ်ပါတယ်ဘယ်လိုပဲပြောကျွန်တော်တို့မန်းသူမန်းသားတွေကလေရင်ဝဲနေလေမန်းသားတွေကဘယ်လောက်ပဲဒုက္ခရောက်နေပါစေကျွန်တော်တို့အပြုံးမပြတ်ပဲနဲ့ရှင်းစစ်နေရဆိုတော့ကျွန်တော်ယုံကြည်ပါတယ်ဒါကြောင့်မလို့မနေ့တုန်းကဒီဂျမန်နေ့ပေါ့နော်28ရက်3လပိုင်း2025ရက်နေ့ကဒီငလျင်ဘေးကြောင့်တပ်ဝေးရေဆွချုံခဲ့တဲ့အတွက်ညစွာစင်မကောင်ဖြစ်မိပါတယ်အခုတော့ကျွန်တော်စီမှာလည်းဒါလေရင်ဝဲနေတဲ့အတွက်ကြောင့်မို့ဒီလောက်ပဲပြောပါအောင်မယ်နောက်မှပဲကျွန်တော်ပြန်ပြောပါမယ်ဘယ်လောက်ဒီအောက်တန်ကြပြီးစုပ်ပဲ့တဲ့နော်စစ်ခွေဆိုးအစိုးရလဲဆိုမင်းတို့စဉ်းစားကြည့်လိုက်မင်းတို့ဘောမလည်းစဉ်းစားကြည့်လိုက်ဒီလောက်ဒီတိုင်းပြည်သူတူတလောက်ဒုက္ခရောက်နေတာကိုဘာကူညီကယ်ဆယ်ရေးပစ္စည်းဘာမှမပါဘူးဘာကလိယာမှမပါပဲလာပြီးမှသူ့ဟာကြီးပဲသူကင်ပြီးဆင်းလာပြီးလိုက်ကြည့်နေတယ်နော်မင်းတို့ရဲ့ပပလိုက်ကြည့်နေပြီးမှအခုကြည့်လိုက်ဒီလေရင်နေလိုက်ပြီးမှဘုံချဲနေတယ်ဘယ်လောက်ဒီလေရင်နေနဲ့ဒီသူတို့ရဲ့ husky တွေနေနဲ့ပြည်သူလူထုထက်ဘာအသုံးပြုနေဒီလောက်ဒီဖြစ်နေတဲ့အချိန်မှာဘယ်လိုကယ်ဆယ်ရေးဘယ်လိုလုပ်မလဲဘာတဲလာမလဲဆိုတာမရှိဘူးနော်ဘာမှတော့မတဲလာဘဲနဲ့သူ့ဟာသူကင်ပြီးနေပြီးတော့ထွက်လာပြီးမှဒီမှာလာပြီးရှောက်ပတ်ကြည့်နေအဲ့လောက်ဒီအောက်တန်ကြတယ်အစိုးရဆိုတာမင်းတို့စစ်အစိုးရဆက်ဆက်အတိုင်းပဲနော်ဦးသိန်းစိန်လက်ထက်နာခဲ့တော့ကလည်းဦးသိန်းစိန်လက်ထက်လာဟုတ်တယ်မမရဟုတ်တယ်ဘာမှဒီခါတော့ဘာမှမပါလာဘူးနောက်ကျရင်လုပ်ပေးလိမ့်မယ်အခုဖြစ်နေတဲ့လူတွေကတေးပြင်းငက်ပြက်သေးခြင်းနေကုန်ပြီအဲ့ဒါကိုဒီခါတော့ဘာမှပါလာဘူးနောက်လာလို့လုပ်ပေးလိမ့်မယ်ဘယ်လောက်ဒီရုံညံ့တဲ့ကောင်နေလဲဆိုတော့ဆက်ကြည့်အောင်လားဒီအုပ်ချုပ်မင်းလုံးနေတဲ့ရုံမှာကောက်ကျင်မကောင်းတဲ့မင်းစုမင်းကြီးကြောင့်ဘုဘတို့တိုင်းပြည်မှာကပီးတွေဆက်ရောက်ပြီးတော့အခုလိုငလင်းတွေလှုပ်ပြီးတော့ဘေးဒုက္ခတွေရောက်နေရခြင်းဖြစ်တယ်တွေ့လားနောက်တော့ဦးစင်းတပါပြောတာနောက်ဆက်ကြည့်အောင်နောက်မှာအဲ့ဒါတော့ဗီဒီယိုတစ်ပုတ်တွေ့ရတယ်ကလေးနဲ့အမေနဲ့ပေါ့ကလေးကနှူးဆုံနေတယ်ဒီဘက်အောက်ကလူတွေကဗျာအရန်ဝမ်းနေဖို့ကောင်းတယ်သိလားတူတွေနဲ့ဖြတ်နေရတာလွှတွေနဲ့လှီးနေရတယ်ဗျာနော်ပြည်သူတွေကပြည်သူလုံနေရတာလုံနေရတာပေါ့နော်
အစိုးရကဘာမှအကူအညီမပေးဒီစစ်တပ်ကဒီချိန်မှာသူတို့စစ်သားတွေထွက်လာပြီးတော့သူတို့ရဲ့ဒီသူတို့ပြောအင်ဂျင်နီယာကြီးတက်တွေဘာတက်တွေညာတက်တွေကဒီမှာလာရမှာလေငမို့လေသူတို့ကယ်ဆယ်ရေးအတွက်သူတို့အထီးကဖွဲ့ထားတဲ့အဖွဲ့တွေကလက်နဲ့ပေါင်းစုံကိရိယာပေါင်းစုံနဲ့လာရမှာလေအဲ့တော့ပြည်သူတွေကရှိတဲ့ဟာလေးနဲ့အိမ်မှာရှိတဲ့တူလေးတွေလွှလေးတွေနဲ့ဖြတ်ပြီးတော့ကယ်ထုတ်နေရတာအဲ့တော့အဲ့လိုအနေထားမှာအရေးပေါ်အနေထားဗျအဲ့တော့ပိတ်မိနေတဲ့လူတွေအခုကသိဆုံးသွားတဲ့လူတွေကိုလည်းကံမကောင်းလို့ဆုံးသွားတဲ့လူတွေကိုလည်းကျွန်တော်တို့အလောင်းရပြန်ရဖို့စူးစမ်းရတယ်လို့နောက်တစ်ခုကလည်းပိတ်မိနေတဲ့လူတွေကိုလည်းအသက်နိုင်ဆုံးအသက်ရှင်ပြီးကယ်ထုတ်ဖို့ပြီးတော့ဆေးဝါးကုသပေးဖို့ဆေးရုံတွေမှာရှိဖို့အခုကဘာမှအဆင်သင့်မရှိဘူးပြည်သူအတွက်ကိုဘာမှကိုမလုပ်ထားတာဗျအခုမန္တလေးဆေးရုံပြိုကျသွားတယ်ဗျဘယ်သူတို့အရေးပေါ်ဘယ်ကနေလာမလဲအခုထိုင်းနိုင်ငံကတော့ကြီးညာတယ်နော်သူတို့စစ်တပ်ကဆေးရုံတွေနော်စစ်တပ်ကလိုအပ်တဲ့ပုတ်ကလေးကဆေးရုံတွေအားစပြည်သူတွေကိုအလဲကားကူပေးမယ်နော်ပြည်သူတွေတဲ့အကုန်လုံးလမ်းဖွင့်ပေးတာလို့ဆိုထိုင်းအစိုးရနဲ့ထိုင်းအစိုးရရဲ့ဒါအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေကလုပ်တယ်ကျွန်တော်တို့ကဘာမှမကြည့်ဘူးသူတို့လုပ်တတ်တာပါလေသူများကိုပြောရင်လည်းသူများကပြောတယ်နိုင်ငံတော်ကတတောင်းတာပဲရှိတယ်နော်အဲ့တို့အရေးပေါ်သွေးလိုနေပါတယ်အရေးပေါ်လိုပါတယ်တကဘာလုံးကကူပါအောင်မဲ့လုပ်တတ်တာဒါပေမဲ့သူတို့အဲ့လိုလုပ်တဲ့အခါကျရင်လေသူတို့ရဲ့ဒလေးစရိုက်ရဘယ်တော့မှလည်းအဲ့ဒီရလာတဲ့ပတ်စံတွေရလာတဲ့အကူအညီတို့ပြည်သူပေးတာမဟုတ်သူတို့အရင်ဆုံးခိုးတာသူတို့အဲ့ဒါနဲ့ပဲကြီးပွားကြတာအမှန်တရားပဲနာဂစ်မှာတော့လည်းဖြစ်ထားပြီးသားသူတို့အိမ်သူတို့အားနဲ့တိုင်းပြည်မှာရှိတဲ့ပြည်သူတွေကိုဗျအုပ်ဆိုရင်ဗျတခြားစဉ်းစားကြည့်ဗျဖြစ်တာကနေ့လယ်7 နာရီကြောက်လို့အခုညမိုးချုပ်သွားပြီဥပမာမှာဆိုည10 နာရီ7 နာရီဖြစ်နေတနင်္ဂနွေသူတို့ဘာထိုင်လုပ်နေကြတာနော်အဲ့တော့အဲ့ဒီသူတို့သုံးမဲ့စစ်လေယာဉ်တွေနဲ့အဲ့ဒီဖြစ်တဲ့နေရာတွေကိုသူပစ္စည်းတွေပို့ရမယ်ဆေးဝါးတွေပို့ရမယ်အကူအညီတွေပို့ရမယ်စားအဲ့ဒီစစ်ရေလေယာဉ်တွေကိုဘုံတကျဲတယ်ဗျနောင်ချိုမှာတကျဲတယ်ဖြူမှာတကျဲတယ်ဗျဒီလူတွေကလူသားတွေမှာဟုတ်ရဲ့လားမသိလူသားတွေမဟုတ်တာသိချတယ်ခွေးတယ်နော်ခွေးတော့မှအောက်တန်းစားခွေးအောက်တန်းကြရခွေးဝဲစားတယ်နော်ပြည်သူတွေကိုကဲဖို့ပတ်စံမရှိဘူးနော်ပြည်သူတွေကိုဒီမှာဒီရဲ့အခုဒီဒုက္ခတဲ့သဘောဘေးအန္တရာယ်ရန်ပုံငွေဆိုတာမရှိဘူးเนาะအရှိတဲ့ရန်ပုံငွေကိုတော့မင်းတို့မအားလားဆိုတဲ့မင်းတို့ပထွေမင်းတို့ကိုးကွယ်နေတဲ့ကောင်ကစီးပွားရေးလုပ်ငန်းရှင်တွေကိုထုတ်ချီပေးလိုက်တယ်เนาะအမေစုလက်ထက်ကထားခဲ့တဲ့သဘာဝရန်ပုံငွေအန္တရာယ်တက်တန့်ထားတဲ့ရန်ပုံငွေတွေကိုမင်းတို့စစ်ခွေးကအုံနောက်မရှိပါမရှိဂျပူးအုံနောက်နဲ့ခွေးအုံနောက်နဲ့စီးပွားရေးလုပ်ငန်းရှင်တွေထုတ်ချီပေးလိုက်တယ်အဲ့ပစံနေအခုလက်ရှိဖြစ်လာတော့စစ်အတုံးစေးကိုဒေါ်လာတန်းချီတုံးနိုင်တယ်ပြည်သူလူထုအတွက်ဒေါ်လာတစ်ချက်မှမထွက်လာနိုင်နော်ပြည်သူလူထုတက်ဆိုတာနိုင်ငံတကာနဲ့တောင်းမင်းတို့ဘာခွက်ခောက်ပြီလေအမမင်းတို့ဘာခွက်ခောက်ပြီမဟုတ်လားမင်းတို့ဘာခွက်မခောက်ဘူးလားအမခွက်စားခောက်ပြီနော်ဒီခွက်ခောက်တဲ့ဟာသူပဲကုန်ယူမှာနော်မင်းနိုင်ငံတကာနဲ့ခွက်ခောက်တာရှိတဲ့ပတ်စာတွေကြောဖြုံးလိုက်သူများအကုန်ရှောက်လုပ်လိုက်တယ်သူလည်းအခုစစ်အတုံးစေးကိုကြောလူတက်ဖို့ပြည်သူတွေကိုတက်ဖို့ကြောစစ်အတုံးစေးကိုဒေါ်လာတန်းချီတုံးတယ်နော်အခုပြည်သူတွေကိုကယ်ဖို့ကြောဒေါ်လာဘယ်လောက်မှမတုံးနိုင်နော်ဘာမှမလုပ်ပေးနိုင်အဲ့လိုမျိုးအစိုးရကိုမင်းတို့မထောက်ခံနေတာမင်းတို့အုံနောက်ထဲမှာဘာပဲရှိလဲဆိုတော့ကိုယ့်ကိုစဉ်းစားကြကြည့်မှာအဖြစ်တစ်ခုထွက်လာပါလိမ့်မယ်ဟုတ်ကဲ့ဟုတ်လူလာပုံစံရှိတယ်ဓာတ်ပုံရှိတယ်လူလာပုံစံမပြည့်အောင်ပြန်လို့ဓာတ်ပုံနဲ့ရှင်ဓာတ်ပုံကြည့်မှာကွာပုံအစားပုံနဲ့ပြန်ဆောက်ပေါ့ဒီလူစုကဲဖို့တခုမှမပေါ့သူဘာဆောက်ဖို့လဲဖုံးချောင်းဆောက်တာလားဗာလည်းဆောက်ဖို့ဆွကြတဲ့လူနေသူ့ဆန်နိုင်ခွဲရစီကထောက်ကြည့်တယ်ငါကြက်တယ်ဒီကပေါ်ဘာအတိညာမှမရှိဘူးနော်ဦးတော်တွေမှာဘာမှအတိညာမှမရှိဘူးခိုးဖို့နဲ့ပြည်သူတွေကိုတတ်ဖို့ပဲအတိညာရှိတယ်ဒီကောင်းလာမှာနော်မရအောင်ဆွဲထုတ်တယ်နော်ခုနတပ်ပုံဟိုသူ့ရဲ့ဝင်ကြီးတယောက်ကဘာလဲမြပြလိုက်တာအဲ့ဒါရအောင်ဆွဲထုတ်တယ်နော်အဲ့ဒါရအောင်ဆွဲထုတ်တယ်ရမှာပါတဲ့ပြီးရင်သူ့အတူဖြစ်သွားလိမ့်မယ်ဆိုတော့ပါလားပြောတယ်စကားဘာမှမရှိဘူးအတိညာဆိုတော့သူ့မှာဘာမှဘယ်လိုလုပ်ရမလဲဘာလုပ်ရမလဲသူ့မှာစဉ်းစားဉာဏ်မရှိဘူးနော်အဲ့ဒါကိုမြန်တိုင်းပြီးအုပ်ချုပ်နေအဲ့ခုသူအုပ်ချုပ်တဲ့လက်ရှိအစိုးရနဲ့ခုငါတို့ပြီးခဲ့တဲ့ NLD အစိုးရနော်ဦးစောရဲ့ဒေါက်တာဇော်မြင့်မောင်ရဲ့ဗီဒီယိုကြည့်လိုက်အစိုးရထိလှမ်းမှုတွေလည်းရှိနေတဲ့အပေါ်မှာရောလက်နေသားကြီးဆိုရပါဘယ်လိုများဆက်ဆောင်ရအောင်လဲဖြစ်ကြတဲ့ကိုဟုတ်ကဲ့ဆရာပြီးလို့ရှိရင်တုံ့ပြန်မှုကအရေးကြီးတော့ response လို့ခေါ်တာအဲ့တုံ့ပြန်မှုကိုဒီယူရိုစီပင်ကရောလုပ်လိုက်တယ်ကျွန်တော်စီကကျွန်တော်လုံးနေဝန်ကြီးရဲ့ဝန်ကြီးဥစားနေအောင်အဲ့နှစ်ယောက်ကိုတောင်းလျှောက်လာပြီးတညာလုံးလုပ်တယ်
ကျွန်တော်တို့ကနေရာတစ်ခုမှာဘေးရတယ်တော့ဘေးရတယ်ဖြစ်ပြီဆိုလို့ပထမဆုံးက evacuate လုပ်ရတယ်လူတွေတက်ရှိတွေအန်ရဖြစ်နေတယ်ဆိုတော့အခုအကုန်လုံးလုပ်ပြီးပြီနော်အဲ့တော့ထုတ်ပြီးလို့ရှိရင်အဲ့ဒီလူတွေအတွက်ခုနကပြောတဲ့စားရေးတောက်ရေးကိုဒီကမြို့နယ်အုပ်ချုပ်ရေးမှူးကလည်းစီစဉ်ပြီးတယ်အဲ့တော့ကျွန်တော်တို့ဘက်ကနောက်ထပ်ပြီးတော့ဒီဟာကြီးကိုသူ့ပေါက်သွားတဲ့နေရာပြန်ဖာဖို့တော့ဒါဒီအကုန်တိုင်းဒေသကြီးအကုန်လုံးကျွန်တော်လုံးသိလုံးလိုက်တာအကုန်လုံးလုပ်ပြနေတယ်တော့လူကပြန်ဝင်ကြီးကိုလည်းဆင်းလာကြည့်နော်ဒါကဘာဖြစ်လဲဆိုလို့ရှိရင်ဒီဟာကတဘာဝဘေးအနေနဲ့တခုကျွန်တော်တို့ကတုံ့ပြန်မှုဆိုတော့တိုင်းမှာတုံ့ပြန်ရေးအဖွဲ့ရှိပြီးသားကဲရေးဆိုတာတတ်ရှိပြီးသားနော်ထောက်မှန်ရေးဆိုတာလည်းအကုန်လုံးရှိပြီးသားဘာဘေးအနေနဲ့ရန်ပုံငွေလည်းရှိပြီးသားအဲ့ဒါတွေအကုန်လုံးသုံးတယ်အဲ့ဒီအတွက်ကတော့မဟုတ်ဘူးပြည်သူလူထုအတွက်အိုးရင်စီစဉ်ကာဝယ်ဖို့ဆိုရတောင်းမယ်တိုင်းဒေသကြီးကလည်းလုပ်မယ်ပြည်တော်စုကလည်းလုပ်ကျွန်တော်တို့ကတဘာဝဘေးအနေဆိုရှောင်လွှဲလို့မရဟုတ်တယ်မလားအချိန်ဘယ်အချိန်ဖြစ်မယ်ဆိုတော့ဘယ်သူမှလည်းမခံမနိုင်အဲ့ဒီပုံမှာကျွန်တော်တို့ကတုံ့ပြန်နိုင်မှုဆိုတာကကျွန်တော်တို့ရှိမှစဉ်ညွှန်ကြားချက်တွေရှိတယ်ပြည်တော်စုကကိုညွှန်ကြားချက်ရှိအဲ့တော့ပြည်သူလူထုအတွက်အိုးရင်စီကိုကာဝယ်နိုင်တာဆိုတော့ကိုအောင်မြင်တယ်အခုကျိုးပေါက်တာလည်းကြီးပဲကဲလို့နေတဲ့အတိုင်းဒါပေမဲ့လောလောဆယ်ဖြစ်ရလဲဘယ်သူမှအန်ရမရှိဒါအောင်မြင်တာပေါ့နော် ဒီကပြန်လဲတိဆောက်ဖို့ပြန်လဲဒီကတားဆီးဖို့ဆိုရင်ခမန်းကျေဆရာဟိုဘယ်လောက်ကြာပြန် ပြင်လာပါခေးတာကိုသူကခင်ဗျာကျွန်တော်တို့ကမ်းမပြူတာတွေကျွန်တော်တို့တွေကမ်းမတွေမှာကျွန်တော်တို့ကတမန်နေလိုက်ပြီးပြန်တုတ်ရတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ချင်းကြီးတွေနဲ့ basket ကြီးတွေအဲ့ဒါတွေနဲ့တမန်တုတ်ပြီးတော့နောက်ထပ်မပြူအောင်လုပ်ရတယ်အဲ့ဒီဟာအတွက်ကိုကျွန်တော်ဒီမှာလည်းအဲ့ပုံစံကိုအဓိကထားပြီးတော့ဟောလောလောဆယ်ကတော့ကျွန်တော်3ရက်လောက်အတွင်းပြီးနိုင်တယ်ယူဆတာပါပေါ့ဒါကကျွန်တော်တို့ရဲ့ခံမှန်းချက်ကို estimate time လို့ခေါ်တယ်ဒါပေမဲ့တကယ်တမ်းကျတော့လိုအပ်တဲ့တစ်ချက်များလာပြိုတာများလာရင်နောက်ထပ်ရက်တူတယ်ဒါပေမဲ့ပြည်သူလူထုကဒီအချိန်မှာကျွန်တော်တို့သူတို့ဘေးလွတ်ရအောင်ရှောင်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီအောင်နောက်ထပ်အန်ရလည်းမရှိဘူးဆိုလို့ရှိရင်နောက်ထပ်ခိုင်အောင်ပြင်ရမှာတမန်ကဆန်ကလေးနဲ့ပြင်ပြီးပြီးပြီဆိုတဲ့ဟာလုံးလို့မရဘူးရေးကြည့်တယ်နောက်ထပ်ထပ်မဖြစ်ဘူးအဲ့ဒီတော့ကာဝယ်လို့မှာအဲ့တော့ခံမှန်းချက်ကတော့တိတိကျကျတော့ပြောလို့တော့မရဘူးအင်ဂျင်နီယာတွေခံမှန်းထားတာတော့3ရက်လောက်ခံမှန်းဒါပေမဲ့9ရက်ဖြစ်နေတယ်တစ်ပတ်ဖြစ်နေတယ်နော်ဟုတ်ကဲ့ဆရာဟုတ်လားဟုတ်ကဲ့ဆရာကျွန်တော်တို့ကရေးသတိပေးတာကြာပါပြီကန်ဆိုးသွားတာဒီနေရာစပေါက်သွားတာပေါ့နော်ကန်ကောင်းတာကျွန်တော်တို့ကချက်ချင်းလုပ်ပေးနေတယ်အဲ့တော့ပြည်သူလူထုအတအိုးရင်စီစဉ်ကာဝယ်ဖို့ဟာဆိုရတဲ့တောင်းကြားလားပါကွာလဲနော်မင်းတို့အခုလက်ရှိအုပ်ချုပ်တဲ့ကြက်မပြစ်ဒင်းမပြစ်ရက်မမီပေးမမီဂိုင်းမမီခွေးအုံနောင်နဲ့ခွေးအုပ်တက်အုပ်ချုပ်တဲ့လက်ထက်နဲ့လူအုပ်ချုပ်ခဲ့တဲ့လူစိတ်ရှိတဲ့လူတွေအုပ်ချုပ်ခဲ့တဲ့လက်ထက်နဲ့ပါကွာလဲစမှာရှင်ကြည့်လိုက်နော်စက်ကြည့်မယ်နောက်မှာမအားလာတာလောက်တာသိကျင်တာမဟုတ်ငင်းရဲ့တနေရာလေးလောက်တာမဟုတ်ဘူးရောတနိုင်ငံလုံးလောက်စစ်ခွေးတာစစ်ခွေးနော်နော်ငါတို့တက်မော်သားကြီးရစာရိတ်ခါနေရစရိတ်ရိတ်ခါအစုံငွေတိုးပြီလားမတိုးဘူးလားသိကျင်တာဟုတ်ပြီလားငါမလို့မှသာသမီးများဘာလျှောက်တယ်လားဒီမှာစက်ပတ်တွေတင်တာအေးလို့များငလင်လောက်တော့သိချင်တာမဟုတ်သူလာစာတိုးမတိုးသိချင်တာလေနော်သူရဲ့စစ်ခွေးလာစာတိုးမတိုးသူအစုံငွေတွေတိုးမတိုးသိချင်တာငလင်လောက်တာတွေလျှောက်တင်တယ်လို့သူစိတ်ဒေါ်လာထွက်နေတယ်နော်အဲ့လောက်ထိအောက်တန်ကြတဲ့စစ်တပ်မှာနေတဲ့လူကဘလောက်အောက်တန်ကြလဲသူ့ရဲ့ခေါင်းဆောင်တွေဘလောက်အောက်တန်ကြလဲသူ့ရဲ့အောက်ငယ်ဓာတ်တွေတော့ဘလောက်အောက်တန်ကြလဲဆိုပီတူအတွက်လုံးဝမကြည့်ဘူးနော်ပီတူတွေဘာဖြစ်နေသူလာစာတိုးဖို့အရေးကြီးရဆိုတဲ့စကားသူပြောတော့တာနော်ပီတူတွေငလင်လောက်တာတနိုင်ငံလုံးဖြစ်တာတင်စရာအကြောင်းမရှိဘူးဆိုတဲ့ပုံစံသူပြောရတယ်တနိုင်ငံလုံးဖြစ်တာဆိုရင်လည်းပြည်သူလူထုဖြစ်တော့သူတို့ဘာမှမလုပ်ပေးတဲ့ပြင်ဒီလူတော်မှဝင်မြဝေးဖန်နေတဲ့ခွေးစိတ်တွေကဘလောက်ကြောက်စရာကောင်းလဲဆိုမင်းတို့စီအဲ့ဒါကိုမင်းတို့ဆက်အုပ်ချုပ်ခိုင်းနေမင်းတို့အုပ်ချုပ်ခိုင်းနေဘောမနေတဲ့လူတွေလည်းမင်းတို့အလဲအခုဒီထဲမှာလည်းပါရင်ပါတော့မှာပဲဒါပေမဲ့မင်းတို့လည်းကောင်းကောင်းခံရအောင်ဆက်ကြည့်မယ်နောက်မှာမအားလားသမီးအားလုံးမင်္ဂလာပါ28ရက်နေ့ကဖြစ်ပွားခဲ့ငလျင်တန်းနဲ့ပတ်သက်ပြီးတော့မှသူတို့တွေကဒီတဘာဝဘေးကိုဖူလုံးလုပ်ပြီးတော့မှဒီမြို့သိမ်းတိုက်ပွဲတွေတိုက်ဖို့တို့ဒီမအားလာကိုအပြက်ဖြုတ်ဖို့ဆိုတဲ့စကလုံးတွေထွက်လာတာဘလို့ခန်းစားချက်တွေနဲ့ဘလို့ရည်ရွယ်ချက်တွေနဲ့ဘလောက်တောင်ဟောဖြစ်ပြီးတော့စိတ်တက်အောက်တန်းကြရုံမာပြီးပြောရဲစကားခုချိန်မှာကွာဟိုကိုတိုင်းမကူညီနိုင်ရင်နေသူများကူညီနေအောင်မဖြတ်စည်းဖို့ရယ်ပြီးရင်သူများစိတ်ဒုက္ခရောက်နေတဲ့အချိန်မှာထပ်ပြီးတော့မှစစ်ပွဲခေါ်နေတာရမ်းတော်ရောဒီအခုတော့မှဒီလောက်ပြက်စီးနေတဲ့တဘာဝဘေးဒဏ်ကြောင့်ပြက်စီးနေပါတယ်ဆိုမှသူတို့တွေကထပ်ပြီးတော့မှစစ်ပွဲခေါ်နေတာကျွန်တော်ပို့တော်များများတွေ့ရတယ်အဲ့ဒါကအခုလိုတဘာဝဘေးဖြစ်တဲ့အချိန်မှာဒီအရာကိုအချောင်းပြုတ်ပြီးတော့မှငါတို့မြို့သိမ်းတိုက်ပွဲတိုက်ဖို့ဆိုတဲ့နှိုးဆော်ချက်တွေအရင်ရင်နာဖို့ကောင်းတယ်ဒါလောက်မြန်မာနိုင်ငံမှာဒုက္ခရောက်နေပါတယ်ဆိုကမှသူတို့တွေကထပ်ပြီးဒုက္ခတွေနဲ့ကိုဆွဲခေါ်နေတာနော်သူတို့ပြောတတ်တယ်နော်ဒီရဲ့ဟာကမြို့သိမ်းတိုက်ပွဲဆင်နွှဲမယ်လို့ပြောတာပီတူဒီရဲ့စိတ်တွေကွာပီတူရဲ့စိတ်တွေမှာခံမရနိုင်တဲ့စိတ်တွေမြောက်များစွာကြောင့်ပြောနေကြတယ်ဒါပေမဲ့လက်ရှိသူတို့ခွေးလုံနေတာခွေးက
ငလင်လုတ်ပြီးမှနိုင်ပိုင်းကြာမှာဘုံနေလိုက်ချေနော်ပြည်သူတွေတလောက်ဒုက္ခရောက်နေပါတယ်ဆိုတော့အဲ့မကူညီတဲ့အပြင်ကိုဘုံနေလိုက်ချေနေတဲ့အောက်တန်းစာခွေးကိုကြောတို့ကမပြောနော်သူတို့ဘဘအောက်တန်းစာခွေးလောက်တာကြောကောင်းတယ်ပေါ့ပြည်သူတရားကြောလေတိုင်းပေါ်ပြည်သူတွေကဟောဒီအချိန်မှာအားလဲညှို့တင်တိုက်ပွဲဆင်နွှဲကောင်းတယ်လို့ဘာညာလို့ပြည်သူတွေမှန်းနေဟာကိုကြောတော့တော်တော်လေးအောက်တန်းကြတယ်ဘာညာလေးနဲ့နော်သူတို့ရဲ့ဘဘကြီးသူတို့ရဲ့ပထွေးဘုံနေလိုက်ကျင်းနေတာကိုကြောသူတို့စကားထဲမှာမပြောနိုင်ဘူးသူတို့ရဲ့ဘဘကြီးဘယ်လောက်ယုံညံ့နေဆိုတဲ့အကြောင်းသူတို့မသိတယ်သူတို့တွေလည်းနောက်ကျရင်ဒီရဲ့ကောင်းတာနဲ့ဆိုးတာနဲ့ကိုအမြန်ဆုံးခွဲခြားနိုင်ပါစေလို့ပဲပြောချင်တယ်သူတို့ပြောရလဲမောလာပြီပြောလဲတော့ပါပဲအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အရောက်တိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လေးလုပ်ပြီးတော့ဝန်းရံပေးကြပါကျွန်တော်တို့မြန်မာပြည်ကြီးလည်းအမြန်ဆုံးငြိမ်းချမ်းပါစေစစ်အာဏာရှင်လည်းအမြန်ဆုံးကြာရှုံးပါစေဒီငလင်ဘေးဒုက္ခနဲ့ကြုံတွေ့တဲ့လူအရောက်တိုင်းကိုလည်းတက်ရှိနေတဲ့လူပြင်းမိနေတဲ့လူအရောက်တိုင်းကိုလည်းအမြန်ဆုံးကယ်ဆယ်နိုင်ပါစေလို့ဆုံးမသွားတဲ့လူတွေရဲ့မိသားစုနဲ့လည်းထပ်တူဝမ်းနေပါကြောင်းလို့ကျွန်တော်ပြောချင်ပါတယ်